ပွင့်လင်းလင်းနဲ့အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်လေရှင်ထဲမှာအကြောက်တရားတစ်ခုတော့ဖြစ်နေတယ်ဒီလားအဲ့ဟာဘာလဲဆိုတော့ငါအလုပ်မရှိတော့လို့ရှိရင်ငါဝင်ငွေမရှိတော့ဘူးဒီလောက်ကနေငါထွက်လာလို့ရှိရင်ငါမှာ income တစ်ခုမရှိတော့ဘူးအဲ့ချိန်ကျလို့ရှိရင်ငါဘာနဲ့စားတော့မှာလဲဘယ်လိုရက်တည်မလဲတခုခုစားချင်လို့ရှိရင်ဘာနဲ့ဝယ်စားမလဲအိမ်တော့ပြန်လို့ရတယ်ဒါပေမဲ့ဒီရွယ်ရောက်မှလည်းအိမ်ကိုပြန်ပြီးတော့မှမနာချင်ဘူးပေါ့နော်ကိုလုပ်ချင်တဲ့အလုပ်ကလည်းဒီလို vlog တွေရိုက်ချင်တယ်ဒီလို content တွေလုပ်ချင်တယ်ဒီကနေရတဲ့ income နဲ့ကိုရက်တည်ချင်တယ်ကိုရဲ့မိဘတွေ supporting ပေးချင်တယ်ဒါပေမဲ့ကိုမဖြစ်မြောက်နေတဲ့အချိန်မှာတော့ income တစ်ခုရှိနေရမှာလीနော် income မရှိဘဲနဲ့ဒါကြီးပဲတစ်ဆိုင်မမတ်လုပ်နေလို့ရောဘာနဲ့စားတော့မလဲပေါ့တာကုန်ပြီဆိုလို့ရှိရင်အခန်းကားတွေပေးရမယ်မနေ့စားနေ့လဲစားညစားဒါတွေဘယ်လိုဖြည့်ရှင်းရမလဲအဲ့လိုတွေ့လို့ရှိရင်ခေါင်းထဲမှာအရန်ရှုပ်ထွေးနေရပဲသိလားတကယ်ကြောက်တဲ့စိတ်လည်းဖြစ်မိရဲ့ပေါ့ဒါပေမဲ့တခြားစဉ်းစားပြီးဆုံးဖြတ်လိုက်တယ်ငါအဲ့ဒီအကြောက်တရားရင်ဆိုင်မယ်စိတ်မလုံခြုံမှုတွေလည်းငါရင်ဆိုင်မယ်မပြောလို့လဲဆိုတော့ဒီလိုကြီးပဲဆက်သွားနေလို့ရှင်ဒီလိုကြီးပဲဖြစ်နေမှာလေကိုလိုချင်တဲ့ဘဝမျိုးရဖို့ဆိုတာစွန့်စားတဲ့လောက်စွန့်စားရမယ်လို့ကျွန်မမြင်တယ်လေအဲ့အတွက်အကြောက်တရားရင်ဆိုင်ပြီးတော့မှစွန့်စားတဲ့လောက်စွန့်စားမယ်လို့တော့စဉ်းစားရတယ်တလားတော့အချိန်ရရပေါ့နော်ကျွန်မကဒါတာဝန်ရှိတဲ့လူကိုတင်ပြပေါ့ကျွန်မ resign လုပ်ချင်တယ်ဆိုတော့ तू ကတလားတော့လုပ်ပေးအောင်ပေါ့နော်အဲ့ဒါအဆင်ပြေပါရဲ့ဆိုအဲ့ဒီအချိန်တော်သွင်းမှာဘာဖြစ်လဲဆိုတော့လေထားပါတော့ငါဒီလောက်ကုန်လို့ရှင်နားလိုက်တော့မယ်လို့ဆုံးဖြတ်ပြီးနားလိုက်ပြီးပဲထားပါတော့ဒါဆိုလို့ရှိရင်ငါဘယ်လိုလုပ်ရမလဲခန်းကပေးလိုက်မယ်ငါဂျားထဲမှာဘာလုပ်ထပ်လုပ်ရမလဲအလုပ်ကတော့လုပ်မရမှာငါအလုပ်တစ်ခုမရှိဘဲနဲ့ငါဒီလုပ်ချင်တဲ့ဝါသနာကိုအကောင့်ထဲပေါ်ဖို့ဆိုတာကမဖြစ်နိုင်နေဘူးဆိုတဲ့စိတ်ကြီးကလည်းစိုးမိုးနေတယ်တစ်ဖက်မှာလည်းငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလည်းရှိနေပြန်ရောတွန်တွဲနေရပေါ့နော်အဲ့ဒီနှစ်ခုကလေနောက်ဆုံးတော့ဆုံးဖြတ်ချက်ကိုလုံးဝတိတိကျကျလေးကိုစဉ်းစားပြီးချလိုက်တယ်ငါနားလိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ comfort အရင်ဖြစ်လွန်တယ် comfort ဖြစ်တယ်ဆိုတာထက်ကိုအရင်ကြီး grow မဖြစ်တော့လို့ခံစားလာရတာပေါ့ယူစရာပညာလည်းမရှိတော့ဘူးလို့လည်းမြင်လာတာပေါ့ဒါတော့ကိုနားချင်နေလို့ကိုထွက်ချင်နေလို့မြင်တဲ့အမြင်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်မှာကျတော့လေဒီကနေ income လေးရနေရယ်ငါစားဝတ်နေရဖြည့်ရှင်းလို့ရနေရယ်ပြီးတော့အလုပ်ချိန်ရလည်းအဆင်ပြေရယ်ဒီတော့တွဲမှာငါဝါသနာပါတဲ့ဟာလေးတွေကိုငါစူးစမ်းပြီးလုပ်မယ်ဆိုပေမဲ့လူကတရက်ပေါ့နေရပေါ့နော်အော်ဒီနေ့လုပ်လို့ရရတာနဲ့နေ့ပြန်မှလုပ်လိုက်တော့မယ်ကွာနေ့ပြန်ရလို့ရှိရင်လည်းအော်ညချမှလုပ်လိုက်တော့မယ်ညရောက်လည်းမနက်မှလုပ်လိုက်တော့မယ်ဆိုတာတွေဖြစ်နေရပေါ့နော်တခြားဒီဇိုင်းမအားမဆိုင်ထုတ်ပြဘူးဖြစ်နေရအဲ့ဟာတော့လေကိုအားမလို့အားမရဖြစ်တယ်အဲ့တော့ငါ decision တစ်ခုကောင်းကြီးချလိုက်တော့မယ်ငါနားလိုက်တော့မယ်ငါအလောက်ကထွက်မှာပဲငါပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချပြီးမှပဲငါရဲ့လမ်းအောင်လဲငါကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းမြင်ရမယ်လို့လည်းခံစားမိရဲ့အဲ့ကြောင့်မို့လို့ကျွန်မဆုံးဖြတ်လိုက်တယ်မဆုံးဖြတ်ခင်တော့တွင်မအောင်လေတော်တော်လေးရင်ဆိုင်ရတာပေါ့နော်ကိုနဲ့ကိုကပြန်ပြီးရင်ဆိုင်ရကြောက်တဲ့စိတ်အဓိကတော့ကြောက်တဲ့စိတ်ပေါ့နော်ငါမမရှိတော့ဘယ်လိုလုပ်မှလဲအဲ့ဒီစိတ်ကအဓိကပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီခေတ်ကြီးကအစအရာဈေးကြီးနေရဲ့ပြီးတော့ဒီလစာလေးနဲ့ဆိုတော့လည်းပြောမယ်ဆိုရင်အရန်ကြီးတော့လုံလောက်မနေဘူးပေါ့နော်တပွေတခါရတမားတာမှဒီလိုလစာနဲ့ကပြေးလဲရုံပဲရှိရပေါ့နော်ပြေးလဲရုံလောက်ပဲရှိရအရန်ကြီးပို့ရှမ်းမနေဘူးပေါ့ချွေတာမတာကိုရဲစုဆောင်းတဲ့အစဉ်ကိုတွားနိုင်မှာဆိုတော့နောက်တစ်ခုအစအနေပြန်စားလို့ရှင်လည်းလုံးချပချရိုက်နေပါကိုဝါဒနာပါတဲ့ဟာကိုဒီချိန်မှမစွန့်ဆိုင်ငါပဲချိန်မှစွန့်စားမလဲလို့လည်းတွေးမိရပေါ့နော်ကိုတက်က30ကျော်နေလေနော်လူတယောက်ပြောကြားဖို့လိုက်တာဘယ်လိုပြောရလဲတော့ကောက်တော့မမှတ်မိတော့စာဖတ်ဖို့လားအဲ့လို podcast နားထောင်ဖို့လားတော့မသိအသက်30ဒီမှာမစွန့်စားရဘူးဆိုလို့ရှင်နောက်မှစွန့်စားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကြောက်စိတ်တွေရှိလာပြီပေါ့နော်တက်ကြီးလေးစွန့်စားဖို့အတွက်ပို့ပြီးတော့ကြောက်ရွံ့လေးဖြစ်တတ်တယ်တဲ့ပြီးတော့တက်ကြီးသွားလို့ရှိရင်ငါငယ်တော့ငါဒီရွယ်မှာတော့ဒီလိုလှုပ်လို့ရရတာနဲ့မလှုပ်ခဲ့ရလေချင်းဆိုတဲ့နောင်တိုင်းနဲ့လည်းမရှင်းတန်ခြင်းဘူးအားကြောင့်မလို့ဒီဆုံးဖြတ်ချက်ကိုချခဲ့ရလဲပါရပေါ့နော်နောက်တစ်ခုကငယ်တော့မှအချိန်ပေါ်ရယ်ဒါမဲ့အဲ့လောက်ထိမကြိုးစားမယုံခဲ့ဘူးပေါ့အတက်ကြီးလာတော့အချိန်ကဘာမှတိတ်မရှိတော့
စူးစမ်းရုံကန်ချင်တယ်ပင်မတန်တိတ်မခံနိုင်တော့အဲ့လိုဖြစ်မှလဲဆိုပဲအသက်ကြီးလာလို့ရှိရင်အဲ့ဒီငါအဲ့တော့ငါအဲ့လိုမလောက်ခဲလိုက်ရလေချင်းဆိုတဲ့နှောင်တကတော့ကျမတွေးရင်းနဲ့တော်တော်လေးအဆင်မပြေဖြစ်တယ်ပေါ့နော်စိတ်ထဲမှာကြောက်တယ်လို့ပဲပြောရမှာပေါ့နော်တကယ်လုံးဝ fear face to fear ဖြစ်နေရပေါ့ခုချိန်ရလေဒါမဲ့ရင်ဆိုင်မယ်ပေါ့နော်အကောင်းဆုံးလဲစူးစမ်းမယ်လို့လဲတန်လိုက်တန်ချတာနောက်ဆုံးဘာမှမလုပ်နိုင်တော့လို့ရှိရင်ဘာမှမလုပ်ချင်ဘူးဆိုရင်ကျမ delivery လုပ်မှာအဲ့လိုအဆုံးဖြတ်ထားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလို9 to 5တန်တရားကြီးထဲမှာ9 to 5 cycle လေးထပ်ပြီးတော့မဝင်ချင်တော့ဘူးအဲ့ဒီ feel ကတော်တော်ဖြစ်နေတော်တော်လေးလည်းဘန်အောက်ဖြစ်နေရေပေါ့နော်အဲ့ကြောင့်မို့လို့စဉ်းစားတာကတော့တရားအလုပ်ထွက်မယ်အလုပ်ထွက်ပြီးလို့ရှိရင်ဝင်ငွေတစ်ခုတော့ရှိရမှာကိုဝါသနာပါတဲ့ဒီလိုဝါသနာပါတဲ့ podcast တွေလည်းလုပ်မယ်ဝင်ငွေတစ်ခုရအောင်လဲစူးစမ်းမယ်ဒါပေမဲ့ဒါမဖြစ်မြောက်သေးခင်မှာတော့ဂျားထဲမှာကျွန်မတစ်ခုလှုပ်ကိုလုံးမရမှာနောက်တစ်ခုကျွန်မကိုတွန်းအားပေးတဲ့နောက်ထပ်အရာကျတော့ကျွန်မမိဘနှစ်ပါးပေါ့နော်တို့ဆိုခုတက်60ကျော်လာပြီเนาะ60ကျော်လာပြီဆိုတဲ့အတွက်သူတို့ကိုလေကိုဘက်ကနေတော့မှငွေကြေးပိုင်းဆိုင်ရာအဲ့လိုပြည်စုံမှုပိုင်းဆိုင်ရာ supporting မပေးနိုင်နေဘူးဒီရွယ်ထိပြောမယ်ဆိုကျွန်မလှုပ်တာဒါ8နှစ်နေပါလောက်တော့ရှိပေါ့နော်8နှစ်နေပါလောက်ရှိတဲ့အချိန်မှာအချိန်တွင်းမှာသူတို့ကိုလေငွေကြေးပိုင်းဆိုင်ရာပြီးလို့ရှင်ပစ္စည်းဥစ္စာပိုင်းဆိုင်ရာပေါ့နော်ကောင်းမွန်ကြီး supporting မပေးနိုင်နေဘူးအဲ့ဟာကဘယ်နေရာမှာတိတာလဲဆိုတော့လေဘယ်နေရာမှာကိုခေါင်းထဲရောက်လာလဲဆိုတော့တိတ်မကြတယ်အဲကျမတငယ်ချင်းတရားပေါ့နော်ဟိုငငယ်လေးကတည်းကနှစ်ချီသွဲလောင်းကတည်းကပေါင်းလာတဲ့တငယ်ချင်းပေါ့သူကတော့ရန်ကုန်မှာပေါ့နော်သူကတော့ဒါ financial ဘိုင်းမှာလှုပ်နေရပေါ့သူကလာစားကောင်းတယ်အဲ့မှာသူကအဲ့လို critical shop တာ critical shop ပြီးတော့မှသူ့အိမ်ကိုသူက furniture ဝယ်ပေးချင်တာမန်လေးမှာရှိရဲငငါဝယ်ပေးငါ critical ထည့်ပေးလိုက်မယ်ဆိုသူကအခိတ်ကနေကားခိတ်ကနေထည့်ပေးလာပေါ့နော်သူရဲ့ critical ထည့်ပေးလိုက်ပြီးတော့မှကျမကနေအဲသူရဲ့ကက်ကိုယူပြီးတော့မှသူလိုချင်တဲ့ပစ္စည်းကိုတော့ဝယ်ပေးရပေါ့ဝယ်ပေးတဲ့အချိန်မှာမှသူကဝယ်ပေးတဲ့ furniture ဟို sofa ခုံပေါ့တစ်ဆက်ပေါ့နော်အဲ့ဒါဝယ်ထည့်ပေးရပေါ့အမ10ရင်းကျော်လောက်တော့ကြာမှာပေါ့နော်အဲ့ဒါပြီးတော့သူစပွဲရောတစ်ဆက်လုံးပေါ့အမေစပွဲကကြောသူကြိုက်တဲ့စပွဲမတွေ့လို့ဆိုပြီးတော့မှအဲ့ဒီထိုင်ကုန်းလေးအဲ့ဒီ sofa တစ်ဆက်ကိုပဲကားနဲ့တင်ပေးလိုက်တယ်ပေါ့နော်ပြီးတော့သူရဲ့ကက်ကိုအိုင်းကကျမကကားနဲ့ပြန်ထည့်ပေးလိုက်တယ်ပေါ့အဲ့မှာတစ်ချက်စဉ်းစားမိရပါတော့။အော်ငါတငယ်ချင်းကတော့ဖြစ်မြောက်နေတာပေါ့။သူ့အိမ်ကိုပတ်စံလေးပို့ပေးနိုင်တယ်။ပစ္စည်းဥစ္စာပိုင်းဆိုင်ရာဆိုလို့ရှင်သူက supporting ပေးနိုင်တယ်ပေါ့နော်။ကိုမိဘအိမ်လေးကိုမျက်စိနဲ့ပြန်မြင်အောင်ကြည့်လိုက်တာပေါ့နော်။အရင်စိတ်မကောင်းဖြစ်တယ်ပေါ့ဒီလား။ဟိုပြောမှသူကိုမိဘတော့နားလဲပြီးရဲ့။အော် main ကလေးတယောက်လည်းရက်တည်နေရတာမြို့မှာလွယ်တာမဟုတ်ဘူးဆိုပေမဲ့လည်းဒါကျမတငယ်ချင်းဆိုလဲသူလည်း main ကလေးတယောက်လည်းရက်တည်နေရပဲလေ။ဒါပေမဲ့သူကတော့အဆင်ပြေပေါ့နော်သူ့ရဲ့လောက်ကိုင်းကောင်းတယ်သူရဲ့ salary ကောင်းတယ်ပေါ့အဲ့လိုလေးပေါ့နော်မရှင်နဲ့ဆိုပေမဲ့လည်းနည်းနည်းတော့ရှင်မိရဲ့တငယ်ချင်းလေးနော်သူ့မနာလိုတာဘာညာတော့မဖြစ်ဘူးဒါပေမဲ့သူ့ရဲ့အိမ်ကိုသူအဲ့လို supporting ပေးနိုင်တာတွေတွေ့တော့ကိုရမိပါအောင်ငိုင်းမိပါအောင်ငါအဲ့လို supporting မပေးနိုင်ဘူးဆိုတော့အတွေးနဲ့ပေါ့ကိုအားမလို့အားမရလည်းဖြစ်တယ်ပြီးတော့ကိုမိဘတွေတော့လည်းစိတ်မကောင်းဖြစ်တယ်တငယ်ချင်းကလည်းအားကြတယ်အဲ့လိုလေးဖြစ်တာသူကတော့ပြောမယ်ဆိုတာသူဝါသနာပါတဲ့အလုပ်နဲ့သူကတော့သွားနေရပေါ့နော်သူနဲ့ကျမငယ်ငယ်လေးတုန်းကအဲ့လိုပြောဖို့သူကကြောကိန်းကနန်းတွေတွေ့ရတာဝါသနာပါတယ်ပေါ့နော်ငါကိန်းကနန်းတွေမကြိုက်ငါ adventure လုပ်ရကြိုက်တယ်အဲ့လိုပေါ့အဲ့မှာငယ်ငယ်လူနဲ့ကိုယ်နဲ့ကြွားချနေခဲ့လေနော်ဒါပေမဲ့သူရဲ့ဝါသနာနဲ့သူကအဆင်ပြေနေရဲ့ကွယ်အဲ့မှာစဉ်းစားအော်သူကတကယ်ကြီးကတော့သူ့ရဲ့ဝါသနာနဲ့သူကပတ်စံရနေရပြီသူရဲ့အိမ်ကိုလည်း supporting ပေးနိုင်တယ်သူလည်းအဆင်ပြေလေးနေနိုင်တယ်ပေါ့နော်ဒါဆိုရင်ငါ့ကိုကြိုင်နာမဟုတ်ပင်မဲ့လည်းသူ့ကို inspire ယူရတာပေါ့နော်ယူပြီးတော့မှပြန်တွေးရပေါ့ပြန်သုံးတတ်တာပေါ့အဲ့ကြောင့်မို့လို့ဒီအလောက်ကနေနာလိုက်မယ်ဆိုတာဒါလည်းပါတယ်ပေါ့ဒီအလောက်မှာဆိုတာလည်းအရင်ကြီးတော့မကြသေးပါဘူးတနေ့နဲ့9လပေါ့နော်ဒါအခု9လပိုင်းဆို9လလောက်တော့ရှိပေါ့ဒီမှာလုံးဝင်တာက12လပိုင်းဝင်တာဆိုတော့ဒါအရှိမအလုပ်တစ်ခုဆိုရှင်6နှစ်လောက်ကြာခဲ့ပေါ့နော်ဒီမှာ2နှစ်နေပါတော့မလေးမရောက်တာ10နှစ်တော်တွင်မှာ10နှစ်တော်တွင်အလုပ်လုပ်တဲ့အချိန်မှာမိဘကိုလည်းလို့အရန်ကြီး supporting ကောင်းမပေးနိုင်ခဲ့ဘူးပေါ့နော်ဒါကတော့ဟိုတစ်ဖက်ကပြန်တွေးမယ်ဆိုလို့ရှင်လေ
မိဘတွေကကိုယ်မွေးထားတာသူတို့ပြန်ကြည့်ဖို့မှမဟုတ်တာဆိုပေမဲ့လည်းကျမတို့အေရှန်နေလေနော်အေရှန်နေဖြစ်တဲ့အတွက်ကိုယ့်ရဲ့မိဘကိုပြန်ပြီးတော့မှတလဲပေါ့ပြန်ပြီးတော့မှပြုစုဆောင်ရှောက်ချင်တယ်ဆိုတော့သွေးလေးရရှိရဲ့အမြဲတမ်းပေါ့နော်သူတို့ကတော့ပြောပါရဲ့လိုပါဘူးဘာဘူးညာဘူးဆိုပေမဲ့လည်းသူတို့တက်ကြည်လေသူတို့တွေမလုံနိုင်မကိုင်းအောင်တော့ဘူးဆိုလို့ရှင်ဘုရားကြည်ပါလေပြီးတော့ညီမ3ယောက်ရှိရဲ့ကျမအလက်ပေါ့နော်အမဆိုတာလည်းတူတာရမင်းနဲ့တူဆိုတော့အငယ်လေးကလည်းငယ်ညီမလေးကလည်းသူ့ရဲ့အိမ်ထောင်နဲ့တူကလေးနဲ့တူဆိုတော့မိဘနဲ့တာရမီဆိုရှင်ကိုတာရမီပဲဦးစားပေးကြပါလေနော်အဲ့တော့ကိုကလူလူဖြစ်နေတဲ့အတွက်ကိုမမကြည့်လို့ရှင်လဲဒီမိဘတွေအသက်ကြီးလာလို့ရှင်ကကောင်းမွန်မွန်ဘွားမဖြတ်တန်းနိုင်ပါလေစိုးရိမ်နေပေါ့နော်ဒရာမာခင်းတာတော့မဟုတ်ဘူးเนาะဒါကျမအသွေးလေးကျမသွေးနေမိရလေးတွေပြောပြတာပေါ့လူတိုင်းကတော့အကုန်လုံးပြီးပြီးစုံနေတယ်လို့တော့မရှိပါဘူးဒါပေမဲ့တစ်ခုကကြတော့ပေါ့နော်ကျမအိမ်ကိုငွေရေးကြေးပိုင်းဆိုင်ငွေရေးကြေးပိုင်းဆိုင်ရာတွေလို့ကျတော့ပစ္စည်းဥစ္စာပိုင်းဆိုင်ရာတွေ support မပေးနိုင်ပါမယ်လေသူတို့ကျမဘယ်တော့မှစိတ်ပူအောင်တော့ကျမမထားဘူးလားတကူဖြစ်လို့ရှင်အောင်မလေးဘာဖြစ်ဘူးစင်ပြေတယ်လို့ပဲလိန်ညာခဲ့ရပေါ့နော်ကိုဗစ်တွေဖြစ်တော့ကတော့မှအဲ့ဒီလိုလိန်ညာခဲ့ဘူးပဲအသက်တာလားပါလားဆိုဒီဘက်မှာအရန်ခံစားနေရအနက်နေလဲပြောက်လေဘင်းနေရဆိုသတင်းမျိုးတော့မရအဲ့လိုအချင်းတွေမျိုးဖြစ်တယ်ပြီးတော့ဟိုထားလိုက်လို့ရှင်တော့မှခေါင်းနဲ့မူးပြီးတော့မှလေလဲကြတဲ့အထီတွေဖြစ်ပေမဲ့လည်းသူတို့အဆင်ပြေတယ်တက်တာတယ်ဆိုပြီးတော့သူတို့စိတ်မစင်ရဲစေချင်လို့စိတ်ပူမှာဆိုလို့ဆိုတဲ့အတွေ့အကြုံနဲ့အဆင်ပြေတယ်တက်တာတယ်ပဲပြောခဲ့ရပါတော့ဘာဖြစ်လဲဆိုတော့ကိုကသူတို့ကိုလေအဲ့လိုတွေငွေကြေးဥစ္စာတွေပစ္စည်းဥစ္စာတွေမပေးနိုင်တဲ့အတွက်ပေါ့နော်စိတ်ချမ်းသာမှုလေးတော့ပေးချင်တာပေါ့အဲ့ဒီလိုစိတ်လေးနဲ့ပေါ့နော်ဒါပေမဲ့ဟိုတနေ့ကပေါ့သူတို့နဲ့ကျမရဲ့ဖေနဲ့ပေါ့နော်ဗီဒီယိုကောပြောတဲ့ချိန်မှာလေဆန်နေဆိုင်တဲ့ချင်းလို့ပေါ့သပင်တွေဖြူသွားအကျိုးပါစေပရင်ရည်တွေတွန်းလိုက်ပါစေသပင်တွေဖြူနေရလဲတွေ့ရဲ့အဲ့လိုsmile line လေးတွေနဲ့ရေးချောင်းလေးတွေနဲ့ကိုငေးကြည့်နေတဲ့ပုံလေးကြည့်ပြီးတော့မှလေအရင်စိတ်မကောင်းဖြစ်တယ်ပေါ့နော်ငါဖေနဲ့မင်းနဲ့တက်ကြီးနေပြီပဲဆိုတဲ့အသွေးလေးလည်းခေါင်းထဲမှာရောက်တယ်ပေါ့လေအဲ့လိုလေးကြောင့်မို့လဲကျမဒါပြောမယ်ဆိုစူးစူးစားစားနဲ့ပေါ့နော်ပုံမှန် income လေးရနေတာနေပြီးတော့ဒါရုံထွက်မယ်ဆိုတဲ့အတွေးလိုက်တာပေါ့ဒါအရင်ကြီးအဲ့လိုရုံထွက်လိုက်လို့ပေါ့နဲ့ချက်ချင်းချင်းအဆင်ပြေတော့မှလားဆိုချက်ချင်းတော့အဆင်မပြေတော့နိုင်ဘူးဒါပေမဲ့အဲ့ဒါမှပဲကို push ဖြစ်စေမှာပေါ့နော်တွန်းအားတစ်ခုပေါ့ငါဒီလိုငါ income မရှိတော့ဘူးငါပုံမှန်လေးရနေတဲ့အလုပ်မရှိတော့ဘူးဆိုတဲ့ချိန်မှာငါဘာတွေလုပ်မလဲဆိုတဲ့အတွေးတွေကိုပေါ့ငါဘာတွေလုပ်နိုင်မလဲဆိုတဲ့ခွန်အားတွေကိုကျွန်မရချင်တယ်ပေါ့နော်အခုတော့စတင်ပြီးတော့မှဒါဒီဘက်ကိုလုံးဝ focus ထားပြီးလုပ်နေတယ်ပေါ့နော်ဒီချိန်ဆိုပုံမှန်ဆိုကျွန်မ TikTok ဖွင့်နေမှာဒါမှမဟုတ် YouTube မှာ short တွေ short ကြည့်နေမယ် Facebook သွားလိုက် TikTok သွားလိုက် YouTube သွားလိုက်နဲ့တလဲစီသွားနေပြီလို့ချိန်ဒါပေမဲ့ခုချိန်မှာတော့ခေါင်းထဲမှာဒါတွေးမိတယ်လှုပ်နေပြီဖြစ်တဲ့အတွက်ပေါ့နော်ငါဒါတခြားတစ်ဆိုင်မှလုပ်မယ်ငါမလုပ်လို့ရှိရင်ငါအလုံးမရှိတော့လို့ရှိရင်ငါလက်ထဲမှာ income မရှိတော့လို့ရှိရင်ငါဘယ်လိုရက်တည်မလဲအဲ့ဒီစိတ်ကပဲတော်တော်လေးကိုတွန်းအားပေးရပေါ့နော်အဲ့ကြောင့်မို့ဒါစတင်ပြီးတော့မှ YouTube ဘက်ကိုလည်းအားဆိုင်မယ် TikTok ကိုလည်းအားဆိုင်မယ်ပေါ့နော်ဒါပေမဲ့တစ်ခုကလေနည်းနည်းစိတ်ပူနေတာလူတွေကိုခရူးဆိုင်နေတယ်ပေါ့နော်ငါဒီလိုမျိုးတင်လိုက်လို့ရှင်ဒီလိုမျိုးပြန်ပြောလိုက်လို့ရှင်ငါဝိုင်းပြီးပါပြောကြမလဲငါဘယ်လိုထင်ကြမလဲဆိုတော့စိတ်ကလေးကလည်းရှိနေသေးရဲ့အဲ့တော့ကလည်းကိုပြင်ဆင်နေရပေါ့နော် don't care ကီမဆိုင်နဲ့ဘလူးမကိုခေါင်းထဲမှာအကြိုင်မထဲတာတစ်ဖက်ကနေလည်းအဲ့လိုပြန်တွေးရပေါ့လေနော်အားကြောင့်မလို့ကျမတရားရှေ့လျှောက်တော့ကျမရဲ့အကြောက်တရားကိုကျမရင်ဆိုင်မယ်လို့ဆုံးဖြတ်ထားတယ်ကျမလိုပဲခံစားနေရတဲ့လူတွေကျမလိုပဲအကြောင်းအရာတစ်ခုရင်ဆိုင်နေရတဲ့လူတွေရှိလို့ရှိရင်လည်းကောင်းမှရေးရလို့ရပါတယ်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နောက်တဲ့ဗီဒီယိုလေးအတွက်လည်းထပ်ပြီးပြင်ဆင်လိုက်ပါအောင်မယ်bye bye